皆さんこんにちはအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ရုံအတန်လေးတွေကိုသင်ပေးသွားမှာဖြစ်ပါတယ်သူကပေါင်းဆက်တန်ပေါ့နော်သူကလေနှစ်ခုပေါင်းထားတာပေါ့နော်အဲ့တော့သူကဘယ်ဟာလေးတွေကိုပေါင်းမလဲဆိုလို့ရှိရင်私တို့ဒီရဲ့ဒီဒုတိယ line e line ပေါ့နော် e line မှာရှိတဲ့ဒီ key ကနေစပြီးတော့မှလေဒီ key ရှိစီနီဟီမီဒီအဲ့ဒါလေးတွေကိုဒီရယူရော့နော်ရယူရော့သုံးလုံးလေးနဲ့ပေါင်းပြီးတော့မှဒီထွက်တဲ့အတန်လေးဖြစ်တယ်ပေါ့နော်အဲ့ဟာလေးတွေကိုဖတ်ပြီးတော့ဖတ်ကြည့်ကြရအောင်အဲ့တော့ဒီမှာဆိုလို့ရှိရင် key ပေါ့နော် key ရဲ့ရလေးရဲ့ပေါင်းထားမယ်အကောင်လုံးကတော့လေဒီရယူရော့သုံးလုံးနဲ့ပဲလိုက်ပြီးတော့မှပေါင်းမှဖြစ်ပါတယ်ပေါ့နော်သူကကြတော့လေဒီရလေးဆိုလို့ရှိရင်လည်းဒီအတူတူเนาะတန်းနဲ့ဆိုတာတဲ့သူကဒီ key ရဲ့ဒီတဝက်လောက်လေးမှရေးတယ်ပေါ့နော်ဒီအသေးလေးအနေနဲ့ရေးတယ်ပေါ့နော်စလုံးလေးကိုလေအဲ့တော့ key နဲ့ရနဲ့ပေါင်းမယ်နော် key နဲ့ရနဲ့ပေါင်းမယ်ဆိုလို့ရှိရင် key လို့အတန်းထွက်ပါမယ်အဲကြတော့ u လေးပေါ့နော်အဲ့တော့ key နဲ့ u နဲ့ပေါင်းမယ်ဆိုလို့ရှိရင် q key နဲ့ရောနဲ့ပေါင်းမယ်ဆိုလို့ရှိရင် q အဲ့တော့ q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  နောက်တစ်ခုကကြတော့ ရှိပေါ့နော်ရှိလေးရဲ့ရရဲ့ပေါင်းမယ်ဆိုရင်ရှိလေးရဲ့ u ရဲ့ပေါင်းမယ်ဆိုရင်ရှိလေးရဲ့ရောရဲ့ပေါင်းမယ်ဆိုရင်တော့ short ဖြစ်မှာပေါ့နော်အဲ့တော့ရှာရှူ short နောက်ကကြတော့ချီနော်ချီနဲ့ရနဲ့ပေါင်းမယ်ဆိုရင်ချီလေးနဲ့ u နဲ့ပေါင်းမယ်ဆိုရင်ချီနဲ့ရောနဲ့ပေါင်းမယ်ဆိုရင်ချော့အဲ့တော့ချာချူချော့နောက်တစ်ခါကျတော့နီနဲ့ပေါင်းပါမယ်နော်နီနဲ့ရနဲ့ပေါင်းမယ်ဆိုရင်နီနဲ့ u နဲ့ပေါင်းမယ်ဆိုရင် new နီနဲ့ရောနဲ့ပေါင်းမယ်ဆိုရင်ကျတော့နီယော့အဲ့တော့နီနောက်တစ်ခါကျတော့ he ပေါ့နော် he နဲ့ရနဲ့ပေါင်းမယ်ဆိုရင်တော့ he နဲ့ u နဲ့ပေါင်းရင် he နဲ့ရောနဲ့ပေါင်းရင် he အဲ့တော့ he နောက်တစ်ခုကကျတော့မိနဲ့ရနဲ့ပေါင်းမယ်ဆိုတော့မိနဲ့ u နဲ့ဆိုရင်မိနဲ့ရောနဲ့ဆိုတော့မြာမြူနောက်တစ်ခုကကျတော့ ri နော် ri နဲ့ရနဲ့ပေါင်းမယ်ဆိုတော့riနဲ့ u နဲ့ပေါင်းမယ်ဆိုရင် ri နဲ့ရောနဲ့ပေါင်းမယ်ဆိုတော့ riu အဲ့တော့ပြန်ပြီးတော့မှအပေါ်ကနေဖတ်ကြည့်ကြရမယ်နော်အဲ့တော့ kya q sha shu shot cha chu cho nya new here mia miu ria ရမယ်နော်ခေကိုမှတန်တန်နေထားတော့ဂီးဖြစ်သွားမယ်အဲ့တော့ဂီးနဲ့ရနဲ့ပေါင်းမယ်ဆိုတော့ဂီးရဖြစ်သွားပါမယ်နော်ဂီးဒါလေးကကြတော့ဂီးနဲ့ယူနဲ့ပေါင်းတော့ဂီးဒါလေးကဂီးနဲ့ရောနဲ့ပေါင်းတော့ဂီးနောက်တစ်ခါကျတော့ရှိလေးကိုတန်တန်နေထားရဲဆိုရင်ကြီးလေးဖြစ်ပါမယ်ကြီးနဲ့ရနဲ့ပေါင်းတော့ဂျာကြီးနဲ့ယူနဲ့ပေါင်းတော့ဂျူကြီးနဲ့ရောနဲ့ပေါင်းတော့ဂျောပေါ့နော်အဲ့တော့ဂျာဂျူဂျောနောက်တစ်ခါကျတော့ဒီချီလေးကိုတန်တန်တင်ထားဆိုလို့ရှိရင်လည်းဂျီလေးဖြစ်ပဲပေါ့နော်ဂျီနဲ့ရနဲ့ပေါင်းတော့ဒါလေးဆိုလို့ရှိရင်လည်းဂျာလို့အတန်ထွက်ပါမယ်ဂျာဒါလေးဆိုရင် u နဲ့ပေါင်းတော့ဂျူရောနဲ့ပေါင်းတော့ဂျောအဲ့တော့ဂျာဂျူဂျောနောက်တစ်ခုကကျတော့ဒီဟီလေးပေါ့နော်ဟီကိုမှတန်တန်တင်ထားတယ်ဆိုတော့ b လေးဖြစ်မယ်ပေါ့နော် b နဲ့ရနဲ့ပေါင်းတော့ပြ b နဲ့ u နဲ့ပေါင်းတော့ view b နဲ့ရောနဲ့ပေါင်းတော့ပြော့အဲ့တော့ပြနောက်တစ်ခုကကျတော့ဒီမားတို့လေးတင်ထားတော့ဟီလေးကိုမားလေးတင်ထားတော့ p လေးဖြစ်မယ်ပေါ့နော် p နဲ့ရနဲ့ဆိုတော့ပြ p နဲ့ u နဲ့ဆိုတော့ view p နဲ့ရောနဲ့ဆိုတော့ပြော့အဲ့တော့ပြနော်အစားနေတစ်ခါလောက်ထပ်ပြီးတော့မှအတူတူဖတ်ကြည့်ကြရအောင် Kya kyu kyo, kya kyu kyo, cha chu cho,
炸猪走，炸猪走，炸猪走，啪彪彪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 。ကဲအဲ့ဆိုလို့ရှိရင်ဒီရောအတန်လေးတွေအကုန်လုံးပြီးပါပြီနောက်ထပ်ဗီဒီယိုဖိုင်လေးမှာထပ်ပြီးတော့တွေ့ကြပါမယ်